shit yeah โอ้ยมาแอร์มันป่าအားလုံးပဲမင်္ဂလာပါကျွန်တော်အကွေပါဒီခုကျွန်တော်အနောက်မှာတော့ဒီထိုင်းကမ္ဘောဒီးယားနယ်စပ်ပေါ့ဒီနေ့တော့ကျွန်တော်ကမ္ဘောဒီးယားနိုင်ငံနောက်ဘက်ထိုင်းနယ်စပ်ပွိုင်ပတ်မြို့ရောက်နေတာပေါ့နော်ဒီမြို့တွေကကျွန်တော်တို့မြန်မာနိုင်ငံကမြဝတီနဲ့နည်းနည်းလေးဆင်းတယ်ဘာလို့လဲဆိုတော့ဒီဘက်ကထိုင်းဘက်ကအဓိကတုံကြကွာမြဝတီမှာဘတ်ငွေ3တလို့ပဲဒီမှာတော့ဘတ်ငွေ3နဲ့ပြီးဆိုရီယန်ပေါ့ကမ္ဘောဒီးယားပတ်စံကွာပြီးရင်ဒေါ်လာလေးလည်းတုံးရဒီမှာဒါပေမဲ့ဘတ်ငွေတော့အဓိကထားပြီးတုံးကြပါတော့တချို့စူပါမားကတ်မှာနေဆိုလို့ရှိရင်သူကဘတ်ငွေပဲလက်ခံတော့ဒေါ်လာကင်ထားတော့ဘတ်ငွေလဲမှာတုံးရရှယ်ထူဒီကမှာညနာတော့မဲပုံ34ဒီဂရီမှာရှယ်လို့ဆိုကဲဒါတော့ကျွန်တော်ဝါဒနာပေါ့နော်ပြောမလို့ဆိုဖယ်ပဲရောက်ပါကျွန်တော်တော့အဲ့ရဲ့ data ရဲ့ဈေးအဓိကဈေးကိုတော့လဲလေးရှေ့ပါဒါကျွန်တော်အကြိုက်ပေါ့ဟုတ်ပါတယ်အခုတော့ကျွန်တော်ဒီဘက်က point ပတ်မျိုးရဲ့ဈေးအကြီးဆုံးကိုရောက်နေတာပေါ့နော်ဈေးထဲမှာတော့အစုံပဲသူတို့ data အစားအစာရဲ့ပြီးဆိုရင်တာငါပေါ့အစုံရှိရငါဆိုပိုတော့စုံရဲ့ရေချိုငါလားရေငန်ငါလားအစုံပဲကဲဒီဘက်ကတော့ငါးတန်းပေါ့နော်တစ်ချက်ချီအောင်ပါငါးရရှိတယ်မသိဆိုပြန်နေစေဟာဒီဘက်ကတော့အသားတန်းနေပေါ့နော်ဝက်တာအမေတာအစုံပါပဲအသားတော့စုံပါတယ်အသားတန်းကြော်လာတော့ဒီဘက်ကအတီးရွက်တန်းပေါ့ဒေတာပါတီးရွက်တွေစားလို့ဒီတစ်ချက်တော့ကြည်အောင်ကျွန်တော်မြန်မာနိုင်ငံနဲ့ပါရီကွာချလဲပေါ့နော်ဘာထူးခြားရတော့မရှိဘူးပေါ့နော်အခုတော့ကျွန်တော်တို့ grad ထောက်မှာကာလာမတော့ဖျက်ရတော့မနေ့ပြန်ကြလို့ရှိရင် CA ကိုဆင်းမယ်ကျွန်တော်အခုတလောက်ကြီးပြီးဘယ်လဲကိုယ်ဝေးစီးအားပထမဆုံးတစ်ခါကိုယ်ဝေးမှာအဲအားကောပါကျွန်တော်ပြရနော်ချက်ချင်းဟုတ်ခါချက်အေးโอ้ยมาแอร์ผมป่าปฐมสองตะขาเสียเพราะว่าအခုတော့ကားဂိတ်သွားနေမှာနော်ကားဂိတ်သွားနေလမ်းတော့ကဲရောက်ပြီဗျာကာလမခါတော့ဘွိုင်ဘက်ကနေစီရိတ်ကိုသူက3နာရီလမ်းခီးစင်တန်ဒေါ်လာပဲပေးရတန်လားမတန်လားမသိဘူးနော်ကဲအခုတော့ပြန်มาခဏကနားမယ်ပြီးပစ္စည်းသိမ်းကြတယ်ပါလေရှင်သိမ်းတာညကြလို့ရှင်ညစိမ့်မတွေ့ဘူးနော်အခုတော့ညစီရောက်နေဘာစားကြရှိတယ်မတွေ့ပါဘူးဒီပါစားမှလည်းမတွေ့ဘူးသူငယ်ချင်းတယောက်ခေါ်ထားသူငယ်ချင်းကလည်းမလာဘူးဆိုတော့ကျွန်တော်ဒီနာတိုက်စီတမားပဲဖြစ်ဒီဖက်ကလူပေါ့ကျွန်တော်ဒီတယောက်ခေါ်မှာပဲညစီမှာတော့လဲစားကြည့်အောင်ဘာတွေစားကောင်းလဲသူမေးကြည့်မှအရင်ဆုံးသူသွားမသိ Let's go Hello 你有空吗有空吗 Are you free Free ကျွန်တော်အင်္ဂလိပ်လိုပြောလဲနားမလဲသူတရုတ်လိုပြောလဲနားမလဲမမလို့ပြောလို့ရှိရင်တော့ပို့နားမလဲတော့ဘောနော်တော်နောက်တော့ translate နဲ့ဘာသာပြန်မှတော့မေးလိုက်တယ်သူပြော okay ရတယ်ပြောကျွန်တော်ပြောနားလာလဲကျွန်တော်ပြောမြန်မာလို့ပြီးတော့ကျွန်တော်အရင်ဆုံးအထက်တန်းဘက်ကအရင်လဲတယ်ကွာကျွန်တော်ပြောတဲ့အဝတ်စားတွေဘာတွေပေါ့ဒါပေမဲ့ကျွန်တော်မတဲချင်လို့ဘောနော်မဝယ်လိုက်ဘူးပေါ့ဒါပေမဲ့အဝတ်စားတွေတော့အစုံပါပဲအများကြီးပဲပြီးမှကျွန်တော်မုံတန်းဘက်ခေါ်လာပါတော့မုံတန်းဘက်ရောက်ဒါပေမဲ့မုံတန်းဒီဘက်မှာတော့တရုတ်တွေတအားများတဲ့အတွက်ကျွန်တော်ကင်မရာကောင်းမရိုက်ဖြစ်ပေါ့ဒါပေမဲ့လည်းဆိုတော့ရိုက်မြင်တော့မကြိုက်ဘူးပါ Wait a minute က
ขึ้นบน Oh, sushi. Yeah. Okay. What is it? ကိုနစ်ကလေးလေးပေါ့နော်သူကပန်လေးရောင်းနေပါပန်လေးရတေးလို့ခေါ်တော့ပမာလောကဘယ်လိုခေါ်လဲမသိတာပါအတီးလည်းမသိချော်လည်းပမာလောတီလို့တေးလို့ရှိရင်တော့ကျွန်တော် comment မှာတစ်ချက်ပြောခဲ့ပြီးပေါ့နော်ကိုနစ်ပဲရှိတယ်ကလေးလေးထွက်မှစီကရောင်းနေဆိုတော့ကျွန်တော်လည်းအားပေးတယ်ပေါ့1 kg 多少1 kg ပတ်150ပဲပေးရ？150泰铢吗？ Yeah. OK OK。帮你杀高了，到位了。这个怎么卖？啊？多少？哦，55。OK。拿2个。这个怎么卖？怎么卖？50一碗 ，OK，给我1碗嘛，这个。行，可以。啊？就这个吧，就这个。OK。ညစီတန်းတက်လျှောက်လုံးလူတွေကတော့ကြိတ်တူပဲပေါ့ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံနဲ့တော့ဘာတော့မကွာခြားဘူးเนาะစားစရာတွေအစလက်ရတော့တင်လက်ရတော့ခါနေမိကြီးမတီးဘူးပေါ့နော်拿弄买来。OK，谢谢。Seafood 多少一个？100吗？OK，给我1个吧。那个是随便选吗？还是贴到这？OK。Thank you。ကျော်ဝင်လာတဲ့အချိန်ဖျားပေါ်မှာလူတွေထိုင်စားရတွေ့တော့ကျွန်တော်မေးချင်းလေးဖျားပေါ်မှာထိုင်မှစားရတာသူပဲရတယ်ဝယ်ပြီးတော့ထွက်လာတော့တဲ့အပြင်မှာလူရှိရတဲ့ထိုင်မရတော့ပါတော့ကျော်ဝယ်မှာခေါ်ပါပဲများခေါ်အောင်လဲပေါ့ဆိုင်ငယ်ကိန်းတို့တကယ်ချင်းရှိတဲ့နေရာအမှတော့ထိုင်တဲ့နေရာရှိရပေါ့အမှတော့ထိုင်စားရအောင်လိုက်ပါလိုက်ကဲတာရီကကျွန်တော်တို့အခုခဏဝယ်ရတယ်မဟုတ်ဘူးပေါ့နော်အကုန်လုံးပဲအကောင်ကတော့900လောက်ပဲကုန်။ရတာရင်မြည်ကြည့်အောင်လား။ကျော်တစ်ဖက်မုံဆိုင်တစ်ဖက်တို့ဝေတမားတွေပြီးဆိုရင်ဆိုင်ငယ်ကိန်းဆောင်တဲ့လူတွေစကားပြောရင်ရှိရ OK မီးမိရပါတော့ကျွန်တော်လည်းကျော်ကမ္ဘောဒီးယားမလာခင်ပေါ့နော် line မှာတစ်ချက်ရင်ကြည့်ချရပါ line မှာလူရတော့တော်တော်များများပြောကြပါကမ္ဘောဒီးယားတကယ်အိုင်ဒီယာတအားများတယ်ပေါ့ပြောဆိုဒီရောက်ပြီးဆိုရှင်နိုင်ငံခြားလာတော့တော်တော်များပြန်ပေးဆွဲရတော့ပြီးတမရတိုက်တာတော့ဘာလို့ပေါ့အဲ့လိုရှိရတော့ကြားတယ်ပြောရင်လည်းကြောင့်လဲသူတို့ဝင်းငွေတွေပါနေလဲမေးကြည့်ရဲဟောတစ်ချက်တော်တော့ပြောတလောက်ဒေါ်လာ200နဲ့300ကြားပဲရှိရလို့ပြောတာအရင်ကခရီးတွေများတော့တလောက်900ဝန်းကျင်ရှိရလို့ပြောတာပေါ့နော်တလောက်တော့က400ဆိုလို့ရှိရင်ပန်းငွေ1000ကနေ1000ခွဲဝန်းကျင်ရှိရပါတော့បងស្នាក់នៅហូតែលមួយណាបងhotel hotel yeah ကဲစာပြီးတောက်ပြီးတော့တော့ပဲတခါလဲကျွန်တော်ဟိုတယ်လိုက်ပို့ခါလိုက်တယ်ပေါ့နော်对了ဒါတော့ပိုက်ပန်မျိုးညကမြင်နေပါ OK ပိုက်ပန်မျိုးရဲ့ခီးစဉ်ကတော့ဒီမှာပဲအဆုံးတက်လိုက်ပါတယ်ကျွန်တော်နောက်တည့်မှာတော့ကျွန်တော်စီးရဲမျိုးဆက်သွားပြီးနာမည်ကြီးကဝက်ပြအောင်တော့လေးဖြစ်မယ်
ဒါကြောင့်ကျွန်တော်ဗီဒီယိုလေးကဆက်လက်ပြီးတင်တော့မှာပါကျွန်တော်ဗီဒီယိုလေးကဆုံးဖြတ်ကြည့်ပြီးတော့ဒါအားလုံးကိုကျေးဇူး